ရဏဂုံရဲ့အရှိန်အဝါကိုကြာဆင်းစေတတ်တဲ့အကြောင်း 3 မျိုးကဘာလို့ဆိုအညာနားမလဲတာတစ်ခုမသိဘူးဘယ်လိုကိုးကွယ်ရမလဲဆိုတာမသိဘူးနော်တန်တရဟုတ်မဟုတ်ကလားဖះဆိုတာဟုတ်မဟုတ်ကလားဆိုရယ်မယုံတယုံနဲ့ကိုးကွယ်တာနောက်တစ်ခုကမိစ္ဆာညာဏမှားယွင်းတဲ့အတွေးတွေအမြင်တွေနဲ့ကိုးကွယ်တာအဲ့ဒါဆိုလို့ရှိရင်ဒီတရဏဂုံဟာယော့နေပြီးတော့သွားလိုက်မယ်ဒါကြောင့်မို့အသိဉာဏ်လည်းရှိရမယ်တန်တရားလည်းကင်းရမယ်မှန်ကန်တဲ့ဉာဏ်အမြင်နဲ့ပြည့်စုံရမယ်မှန်ကန်မြင်နိုင်ရမယ်လို့ဒီလိုဆိုတာအဲ့ဒီတရဏဂုံဟာဘယ်လိုအခါမှာပြတ်တတ်တယ်လဲတရဏဂုံတချို့မေးလေးရှိတယ်တရဏဂုံပြတ်သလားမပြတ်ဘူးလားနတ်ရှစ်ခိုးရင်ရောတရဏဂုံပြတ်သလားမပြတ်ဘူးအဲ့တော့ရှစ်ခိုးတယ်ဆိုတဲ့နေရာမှာကိုးကွယ်လို့ရှစ်ခိုးတာလားသို့မဟုတ်ကြောက်လို့ရှစ်ခိုးတာလားရည်ရွယ်ချက်ရှိသေးတယ်ပေါ့ဟာနတ်ဟာလောကမှာအမြတ်ဆုံးပဲသူ့ရဲ့မြတ်တာမရှိဘူးတကိုးကြီးတယ်ဆိုပြီးတော့နတ်ကိုရှစ်ခိုးတယ်တကိုးကြီးလို့အရာရာကိုသိနိုင်တဲ့အနေနဲ့ကိုးကွယ်ပြီးတော့နတ်ကိုရှစ်ခိုးမယ်သို့မဟုတ်တခြားဘာသာဆရာဘာသာခိုင်းကိုရှစ်ခိုးမယ်အဲ့ဒီလိုရည်ရွယ်ချက်တွေနဲ့ရှစ်ခိုးမယ်အမှန်တရားကိုသိတယ်ဒီဘာသာအမှမှန်ကန်တယ်ဆိုတဲ့အနေနဲ့ရှစ်ခိုးရင်တော့ဒါတရဏဂုံပြတ်တယ်အဲ့ဒါတရဏဂုံပြတ်တယ်အဲ့ဒီတရဏဂုံပြတ်မှုဟာအပြစ်လည်းရှိတယ်ပေါ့အပြစ်လည်းရှိတယ်လို့ဒီလိုဆိုတယ်ဟောတရဏဂုံကဘယ်ချိန်မှပြတ်တတ်သေးတယ်လဲလို့ဆိုလို့ရှိရင်ဘုရားဘာသာဝင်တွေတရဏဂုံတော့စောင့်တည်ထားတယ်အသက်ရှိတယ်သို့တော့သေသွားပြီဆိုလို့ရှိရင်တော့တရဏဂုံပြတ်တယ်အဲ့ဒီပြတ်မှုကတော့အပြစ်မရှိဘူးသေသွားလို့ပြတ်တာကိုဘာဖြစ်လို့ပြတ်တယ်လို့ပြောတာတော့ဆိုဘုရားကုံတရားကုံတန်ခါကုံသိနိုင်တဲ့စိတ်မှရှိမှမရှိတော့တရဏဂမနာဆိုတဲ့စိတ်တစ်ပတ်မရှိတော့မရှိသည့်အတွက်ကြောင့်သေလို့ရှိရင်တရဏဂုံပြတ်တယ်ဒါကြောင့်မို့လို့ဗမာပြည်မှာတရဏဂုံတင်တယ်ဆိုတဲ့အယူဆတစ်ခုထပ်ပေါ်လာတယ်တရဏဂုံကပြတ်သွားလို့ပြန်တင်ပေးတယ်ဆိုသို့တော့သေတဲ့အပေါ်မှာလူသေးကောင်ကြီးကိုတရဏဂုံတင်လို့ရတော့မရဘူးသူစောင့်တည်ထားတဲ့တရဏဂုံဟာသူသေသွားရင်ပြတ်သွားပြီမရှိတော့ဒီလိုဆိုလို့တယ်အဲ့တော့ဘေးကလူတွေကသာတရဏဂုံတင်တာအဲ့ပြတ်သွားတယ်ဆိုတာကိုအကြောင်းပြုပြီးတော့လောက်ကြပုံရတယ်တရဏဂုံတင်တယ်လို့ဆိုတာအမှန်ကတော့ဖြစ်တဲ့နာတရဏဂုံတင်တယ်ဆိုတာသေတဲ့လူကိုတင်တာမဟုတ်ဘူးသူ့အတွက်ရည်စူးပြီးတော့ကုသိုလ်ကောင်းမှုပြုဖို့အတွက်ကြံရတဲ့ပုဂ္ဂိုလ်တွေက